15 ปี 55 ปีအခန်းတစ်ခန်းကို650ကိုညှိနှိုင်းနဲ့ရောင်းချပေးမယ်ဆိုလို့ရှိရင်စိတ်ဝင်လားဟုတ်ပါတယ်အခုကျွန်တော်ပြောပြနေတဲ့တိုက်ခန်းလေးကတော့တက္ကရာ1အနော်မာမှာရှိမယ်15 ปี 55 ปีတိုက်ခန်းဖြစ်မယ်ဒါပါခန်းလေးဖြစ်မယ်ခေါ်စည်းက650ကိုညှိနှိုင်းနဲ့ရောင်းချပေးမယ်ဟာဒါပါကြီးကို650တန်လို့လားဆိုပြီးဒီမျိုးမီးကိုမေးပြရှိတယ်လက်ရှိမှာဒေါ်ဘုံဘက်မှာဒါပါအခန်းတစ်ခန်းကို600နဲ့ခေါ်ပြီးရောင်းနေတဲ့အချိန်မှာအနော်မာဘက်မှာ15 ปี 55 ปีအခန်းကို650ကိုညှိနှိုင်းနဲ့ရောင်းပေးမယ်ဆိုတာတန်တယ်လို့မထင်ဘူးလားဟုတ်ပါအရန်မှာမိုက်တဲ့ဈေးဖြစ်မယ်မနေနဲ့ဦးနေဖို့သူတို့မဟုတ်မနေနဲ့ဦးလက်ရှိပြန်ငှားစားထားရင်တော့တော်တော်လေးကိုမိုက်တဲ့အခန်းဖြစ်မယ်ပတ်စံလေးရတယ်ဒါပါဆိုမဲ့ဟိုလိုညစ်ပတ်စုပ်ပြက်နေတဲ့ဒါပါကြီးမဟုတ်ဘူးအားလုံးပြင်ထားပြီးတယ်ဒါပါနဲ့မတူ6လွှာပုံစံမျိုးပြင်ထားပြီးတယ် BCD ကြာပြီးတိုက်ဖြစ်တယ် BCD ထားရက်လည်းပါအောင်ဆိုတော့အရန်ဝမိုက်တယ်မီတာလည်းကိုပိုင်ပဲအရန်အဆင်ပြေတယ်နာမည်ပဲရှိတာဒါပါဆိုအဲ့လိုကြောင့်ဒီဒါပါခန်းလေးကိုကြည့်ကျင်တယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်09 400 568 429 09 68 59 69 29 တို့ဆက်သွယ်မင်းမြန်စုံစမ်းနိုင်ပါတယ်ကျွန်တော်တို့ဥယျာဉ်မှုကျိုးဆောင်ဖြစ်ပါ